Morisaki ဝင်းနဲ့ Hirahara Arakaru ရဲ့တကယ်လို့ဒီချင်းကိုနားထောင်မိတိုင်းကျွန်တော်တို့ရဲ့ရင်ထဲမှာနှမျိုးတတကြီးနေနဲ့ပြည့်နှက်သွားတတ်ပါတယ်။အရာအလုံးပြီးဆုံးသွားခဲ့ပြီဆိုတာသိပေမဲ့လည်းတကယ်လို့များဆိုတဲ့စကားလုံးနောက်မှာကျွန်တော်တို့အကြိမ်ကြိမ်လမ်းပြောင်းနေခဲ့ကြရပါတယ်။တကယ်တော့ကျွန်တော်တို့ကြားမှာအရာအလုံးပြီးဆုံးသွားခဲ့ကြပါပြီ။ဒါမဲ့ပြန်တွေးကြည့်လိုက်တိုင်းနာကျင်ရတာကအဲ့ဒီချိန်တုန်းကသာကျွန်တော်တို့ကြားမှာမာနတွေအတ္တတွေမရှိခဲ့ကြရင်အခုလိုမျိုးဝေးကွာကြီးနေဖြစ်လာမှာမဟုတ်ဘူးဆိုတာပါပဲ။မာနဆိုတဲ့အရာကချစ်ချင်းတရားထက်ပိုပြီးကြီးစိုးသွားတဲ့အခါကျွန်တော်တို့လက်တွဲဖြုတ်ခဲ့ကြရပါတယ်။ကျွန်တော်တို့ကအလွဲတွေကြားထဲမှာပဲအချိန်ချင်းလွဲမှားခဲ့ကြတဲ့သူတွေပါပြောတဲ့စကားကိုမပြောဖြစ်ခဲ့ရတွေဖွင့်ရတဲ့အချိန်မှာနှုတ်ဆက်နေခဲ့တာတွေကပဲကျွန်တော်တို့တယောက်နဲ့တယောက်ဝေးတဲ့ဝေးသွားစီခဲ့ပါတယ်အမှန်တရားကိုတီးလဲရတဲ့အချိန်မှာတော့အရာအလုံးကနောက်ကျသွားခဲ့ပါပြီအခုတော့ကျွန်တော်တို့ကဝေးတကဝေးဆုံးနေရာမှာနေကြရပါတယ်တယောက်ကိုတယောက်မမြင်နိုင်တော့တဲ့မထိတွေ့နိုင်တော့တဲ့နေရာတွေမှာပေါ့တကယ်တော့ကျွန်တော်တို့ဒီလိုအဝေးကြီးမှာမနေကျင်ခဲ့ကြပါဘူးဒါမဲ့ကံကြမ္မာနဲ့ကိုယ်တိုင်ဖန်တီးခဲ့ကြတဲ့အမားတွေကြောင့်ပဲအဝေးဆုံးမှာနေရကြောင်းဒီချင်းလေးကတတိပေးနေပါတယ်တကယ်လို့ဆိုတဲ့စကားလုံးကအလွန်သမားရဲ့တော်အနက်ရှိုင်းဆုံးတန်ရာတစ်ခုပါပဲခင်ဗျားတို့ရဲ့အခြေဟောင်းကိုတကယ်လို့များဆိုပြီးတန်တာမိတဲ့အချိန်တွေရှိကြလားနားဆင်မိခဲ့လို့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Key Channel ကကြော်ကြီးဖြစ်ပါတယ်